Hallelujah ရှုစွာနှုတ်ကပတော်ဝင်ကနှုတ်တော်တိဆောက်ပေးဖို့ချိန်တိုင်းပြင်ဆင်ပေးတဲ့သုံးပါးစုထာဝရဘုရားသခင်နာမတော်ဘုန်းတော်ကျေးဇူးတော်ဒီကပ္ပဆက်ဆက်ဘုန်းကြီးမင်္ဂလာချီးတင်ချတည်မြဲပါစေတော့ယေရှုခရစ်တော်ဘုရားနာမ၌ဘုန်းပေးပါတယ်ဆက်ကပ်ပါတယ်အာနံပါတယ်အာမင်အာမင်အာမင်ဆိုတော့ဒီနေ့ကျွန်တော်တို့ online social media ပေါ်မှာရှိကြတော့ဓမ္မမိတ်ဆွေယုံကြည်သူညီကိုမောင်နှမများမိဘညီကိုမောင်နှမများအားလုံးပဲ Happy Sunday ပါ Happy Sunday ပါ Sunday နေ့မှာထာဝရဘုရားသခင်ထာမဒီနေ့ကျွန်တော်တို့အတစ်တော်ခွန်အားတွေအတစ်တော်ဝမ်းမြောက်ခြင်းတစ်တော်ပျော်ရွှင်ခြင်းတစ်တော်ငြိမ်သက်ခြင်းတွေအတစ်တော်ကြားမှခြင်းတွေကျွန်တော်ထပ်မှန်ဘုရားသခင်ရဲ့မျက်မှောက်တော်ထဲမှာတိုးဝင်ပြီးကျွန်တော်တို့ယေရှုနာမ၌တိမ်ပိုက်ကြရအောင်ယေရှုနာမ၌ခံယူကြရအောင်လို့ကျွန်တော်ယေရှုခရစ်တော်နာမ၌ထပ်မှန်နှိုးဆော်ခြင်းပါတယ်ဆိုတော့ကျွန်တော်လည်းဒီနေ့ဒီ Sunday နေ့မှာHappy Sunday နေ့မှာဒီနေ့ကျွန်တော်အနှဲငယ်လေးနှုတ်ကပတော်နဲ့နှိုးဆော်တိဆောက်ပေးခြင်းတဲ့အရာကဘယ်အရာလဲလို့ပြောလို့ရှိရင်ဒီနေ့တကိုးကြီးတော့ကျေးဇူးတော်တကိုးကြီးတော့ကျေးဇူးတော်ဆိုတဲ့ဒီခေါင်းစဉ်အောက်မှာကျွန်တော်အနှဲငယ်ဒီနေ့ကျွန်တော်တို့ချစ်ရတဲ့ယုံကြည်သူမိဘညီကိုမောင်နှမတွေကိုအနှဲငယ်နှိုးဆော်တိဆောက်ပေးချင်တာဖြစ်ပါတယ်ဆိုတော့ဒီနေ့ကျေးဇူးတော်ဟာဒီနေ့ကျွန်တော်တို့အလကားရတာဖြစ်ပါတယ်ကျွန်တော်တို့ချေကခွန်အားဉာဏ်ပညာအစွမ်းစားအရေးချင်းဘာတစ်ခုမှလောက်เสียမလို့ပဲနဲ့ခရစ်တော်ကယေရှုခရစ်တော်ဖခင်ကဒီနေ့ကျွန်တော်တို့လောကလူသားတွေဘာတစ်ခုမှယခုဘဝနဲ့နောင်ဘဝအတွက်ဘာတစ်ခုမှမလုံနိုင်မတတ်နိုင်ဒီဘဝမှာလည်းပြည့်စုံဖို့စုံလင်ဖို့ချမ်းသာဖို့ကြွယ်ဝဖို့ဟုတ်လားငြိမ်သက်ခြင်းရှိဖို့ဝမ်းမြောက်ခြင်းပျော်ရွှင်ခြင်းတွေခံစားရရှိဖို့လူရဲ့ကြိုးစားခြင်းနဲ့ရတဲ့အရာကခဏတာပဲဖြစ်ပါတယ်ခဏတာပဲဒါပေမဲ့ယေရှုကထာဝရကျမ်းမာဖို့ထာဝရအသက်ရှင်ဖို့ထာဝရချမ်းသာကြွယ်ဝဖို့ဟုတ်လားထာဝရအောင်မြင်ထင်ပေါ်ကြောကြဖို့ထာဝရငြိမ်သက်ခြင်းရှိဖို့ခရစ်တော်ကဒီနေ့ယခုဘဝအတွက်ပဲမဟုတ်ဘူးနောင်တမလို့မှာတည်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ရဲ့ခန္ဓာကတော့မြည်ကြည့်ရသွားမယ်ကျွန်တော်တို့အသက်ဝိညာဉ်ကဒီနေ့ဟုတ်လားအသက်ဝိညာဉ်ကထာဝရငရဲကလွတ်မြောက်ပြီးထာဝရအသက်ရရှိနိုင်ဖို့အလို့ငါလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်မှာယေရှုခရစ်တော်ဖခင်ဟာလောကအကြီးထဲမှာမျောလင်းချက်မဲ့နေတော်သူတွေလမ်းစာပြောင်းနေတော်သူတွေစိုးရိမ်ပူပန်တောကရောက်ခြင်းများစွာနဲ့အသက်ရှင်နေရတဲ့လောကလူသားအရောက်ချင်းစီတိုင်းအတွက်တင့်အတွက်ကျွန်တော်အတွက်လဝါကားတိုင်းပေါ်မှာယေရှုဟာလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်မှာအသေးခံခဲ့ပြီးပါပြီအသွေးသွင်းခဲ့ပြီးပါပြီတင်းကြိုချင်းခံပြီး3ရက်မြောက်တော်နေ့မှာရှင်ပြန်ထမြောက်ခဲ့တာဖြစ်ပါတယ်မိတ်ဆွေတင်ကယေရှုကိုစိတ်နှလုံးထဲကနေအောင်းမေနှောက်ချပါစနဲ့ယုံကြည်လက်ခံထားရင်တင်ဟာယခုဘဝမှာလည်းထာဝရပြည့်စုံခြင်းခံစားရရှိတော်သူဖြစ်ပါတယ်တင်ဟာထာဝရကျမ်းမာတော်သူထာဝရအောင်မြင်တော်သူထာဝရချမ်းသာကြွယ်ဝထာဝရအောင်မြင်တော်သူတဲ့အောင်မြင်တော်ချမ်းသာကြွယ်ဝတော်သူတဲ့ချမ်းသာကြွယ်ဝတော်သူဖြစ်ပါတယ်ငြိမ်သက်ခြင်းရှိတော်သူတဲ့ငြိမ်သက်ခြင်းရှိတော်သူဖြစ်ပါတယ်လောကမှာတင်ယခုဘဝနဲ့နောင်ဘဝအရာခတ်တိုင်းကိုလည်းတတ်နိုင်လုံနိုင်တော်သူဖြစ်ပါတယ်ဆိုတော့ဒီနေ့မိတ်ဆွေတင်ဟာဒီနေ့ဒီယခုအသက်ရှင်တဲ့ကာလမှာလဲတင်ဟာလူတွေမတတ်နိုင်မလုံနိုင်တဲ့အရာတင်လုံနိုင်တတ်နိုင်တာဖြစ်ပါတယ်ဗါလေယေရှုခရစ်တော်အဖြစ်ဖြစ်ပါတယ်ဆိုတော့မိတ်ဆွေတင်ဟာယေရှုအဖြစ်ဖြောင်းမတော်သူတန်ရှင်တော်သူတင်ဟာယေရှုခရစ်တော်အဖြစ်ချမ်းသာကြွယ်ဝတော်သူဖြစ်ပါတယ်တင်ဟာယေရှုခရစ်တော်အဖြစ်အောင်မြင်တော်သူတဲ့အောင်မြင်တော်သူဖြစ်ပါတယ်ငြိမ်သက်ခြင်းရှိတော်သူတဲ့ငြိမ်သက်ခြင်းရှိတော်သူခွန်အားကြီးတော်သူတဲ့ကြီးတော်သူဖြစ်ပါတယ်တင်ဟာဒီနေ့ပညာရှိတော်သူတဲ့ပညာရှိတော်သူဖြစ်ပါတယ်ဘာလို့လဲယေရှုခရစ်တော်၌တင်ဟာအမိပြုပြီးတော့အသက်ရှင်နေတော်ကြောင့်ဖြစ်ပါတယ်ဆိုတော့ကဒီနေ့ကျွန်တော်ရှင်ယောဟန်ခန်းကြီးနေ့မှာဒီမှာပထမဦးဆုံးဂါလိလဲပြည်ကာနာမြို့မှာယေရှုခရစ်တော်ဖခင်ဂါလိလဲပြည်ကာနာမြို့မှာယေရှုခရစ်တော်ဖခင်ပထမဦးဆုံးဘုန်းတော်ထင်ရှားစေတယ်ပထမဦးဆုံးနမိတ်လက္ခဏာလုပ်တယ်ပထမဦးဆုံးဘုန်းတော်ထင်ရှားစေတယ်ဟုတ်လားစပြည့်ရေကုံသွားတယ်အဲ့ဒါမှကျွန်တော်တို့အလုံးသိတယ်စပြည့်ရေကုံနဲ့လူလောက်တဲ့စပြည့်ရေကုံဒါပေမဲ့ဖခင်ယေရှုခရစ်တော်လောက်တဲ့စပြည့်ရေကလူတွေလောက်တာထက်ကိုပိုပြီးကောင်းတယ်လူတွေလောက်တာထက်ကိုပိုပြီးအရာရာရှိတယ်ပိုပြီးတော့ကောင်းတယ်ပိုပြီးတော့ဘယ်လိုပြောမလဲလူတွေရဲ့စိတ်နှလုံးကိုကျေနပ်စေတယ်ဝမ်းမြောက်စေတယ်ပျော်ရွှင်စေတယ်ဒါကယေရှုလောက်တဲ့အရာဖြစ်ပါတယ်ဆိုတော့ဖခင်လောက်တဲ့အရာကလူတွေကိုဝမ်းမြောက်စေတယ်ဟုတ်လားဝမ်းမြောက်စေတယ်ပျော်ရွှင်စေတယ်ကျေနပ်စေတယ်ရောင်ရဲစေတယ်ဆိုတော့ဒီဂျေစုတော်ဖခင်လောက်ပေးတဲ့ဒီဂျေစုတော်ဟာအလွန်အမတန်တကူကြီးအဲ့ဒီဂျေစုတော်အားဖြင့်ပဲဒီနေ့ဝိညာဉ်တော်ဖခင်ရဲ့ဖွင့်ပြခြင်းဝိညာဉ်တော်ဖခင်ရဲ့စကားပြောခြင်းတူးထိခြင်းဟုတ်လားခံစားရတဲ့အခါမှာဒီနေ့အဲ့ဒီဂျေစုတော်ဟာဘလောက်ထိတကူကြီးတယ်ဘလောက်ထိအောင်ဟုတ်လားတကူကြီးတယ်ဘလောက်ထိအောင်အစွမ်းထက်တယ်ဘလောက်ထိအောင်ခိုင်ခန့်နဲ့ကြားချေတယ်
တည်မြဲတယ်ဆိုတာကိုဒီနေ့နားလေတဘောပေါက်သွားတာဖြစ်ပါတယ်ဆိုတော့ကဒီနေ့ယေရှုရေဟုတ်လားရေနှစ်တင်းသုံးတင်းခန့်ကျေဝန်းတဲ့စင်အိုးထဲမှာရေအပြည့်ဖြည့်ခိုင်းတယ်ရေအပြည့်ဖြည့်ပြီးတော့ဟုတ်လားပွဲအုပ်ကိုခတ်ပြီးတော့တော့ပွဲအုပ်ချေတော့တွန်းခတ်ပြီးတော့ပွဲချေတွန်းလိုက်ဆိုတော့ပွဲအုပ်ကမတိဘူးပွဲအုပ်ကမတိဘူးဒါပေမဲ့ခတ်ပြီးတော့တော့ပိုးတဲ့လူတွေကတိတယ်ဆိုတော့ကပြောချင်တာကဓမ္မကြီးကျွန်တော်တို့လူတွေလှုပ်တဲ့အရာနဲ့ဖျားလှုပ်တဲ့အရာဟာအလွန်အမတန်ကွာခြားပါတယ်လူတွေလှုပ်တဲ့အရာကပြည်စုံခြင်းစုံလင်ခြင်းလဲမရှိသလိုလုံလောက်ခြင်းလဲမရှိဘူးပျော်လဲမပျော်ခဏတစ်ဖြုတ်ပဲပျော်ရွှင်ရတယ်လို့ခဏတစ်ဖြုတ်ပဲဒီနေ့ကျွန်တော်တို့ဝမ်းမြောက်ရတယ်ဒါပေမဲ့ခရစ်တော်လှုပ်ပေးတဲ့အရာမှန်တည်းများကျွန်တော်တို့ထာဝရလွတ်မြောက်တယ်ထာဝရဝမ်းမြောက်ခြင်းရှိတယ်ထာဝရငြိမ်သက်ခြင်းရှိတယ်ဆိုတော့ရောင်ရဲစေတဲ့ကျေနပ်စေတဲ့ဒီနေ့ခရစ်တော်ရဲ့ဂျေဇုတော်ကလူတွေအပေါ်မှာထာဝရတည်မြဲတာဖြစ်ပါတယ်ဆိုတော့ကဒီနေ့ကျွန်တော်တို့အဲ့ဒီတကူကြီးတော့ဂျေဇုတော်အဲ့ဒီတကူကြီးတဲ့ဂျေဇုတော်ကိုကျွန်တော်တို့တကယ်ပဲဟုတ်လားနားလဲမယ်တဘောပေါက်နားလဲခြင်းနဲ့တဘောပေါက်ခြင်းနဲ့ဟုတ်လားနားလဲခြင်းနဲ့တဘောပေါက်ခြင်းနဲ့ဂျေဇုတော်ကိုခံစားရရှိခြင်းနဲ့ဆိုရင်တမန်တရားနဲ့ပြည့်စုံတော်ဥပ္ပဒေတန်ရှင်တော်ဝိညာဉ်တော်ဘုရားကိုတင်နေရာပေးလိုက်ပါအခွင့်ပေးလိုက်ပါတင်ရဲ့ဘဝအသက်တာထဲမှာနေ့ရက်တိုင်းအချိန်တိုင်းမိနစ်စက္ကန့်တိုင်းမှာတန်ရှင်တော်ဝိညာဉ်တော်ဘုရားကအဲ့ဒီတကူကြီးတော်ဂျေဇုတော်ရဲ့နဲ့နဲတဲ့နဲ့ရှိုင်းတဲ့အရာမှန်များတင်းရဲ့အတွင်းဝိညာဉ်အတွင်းနှလုံးသားအသက်တာထဲမှာဖွင့်ပြပေးမယ်ဂျေဇုပြုမယ်ဟုတ်လားနိုးစော်ပေးမယ်စကားပြောပေးမယ်ဘိတ်တိတ်ပေးမယ်လို့ကျွန်တော်အကျွင်းမဲ့ယုံကြည်ခြင်းနဲ့ယေရှုခရစ်တော်ဘုရားနာမ၌နိုးစော်ခြင်းတာဖြစ်ပါတယ်ဆိုတော့ဒီနှုတ်ကပတ်တော်ကိုကြားတဲ့ဒူတိုင်းရဲ့အတွင်းဝိညာဉ်အတွင်းလုံးအသက်တာထဲမှာတန်ရှင်တော်ဝိညာဉ်တော်ဘုရားဒီနေ့တိုးထီပေးပါစေဖွင့်ပြပေးပါစေနိုးစော်ပေးပါစေစကားပြောပေးပါစေပိတ်တိတ်ကျေးဇူးပြုပေးပါစေတကိုးကြီးတော်ကျေးဇူးတော်ကိုလည်းခံစားရရှိနိုင်ကြပါစေလို့သခင်ယေရှုခရစ်တော်နာမ၌ဆုတောင်းကောင်းကြီးပေးပါတယ်နှုတ်ကပတ်တော်ကိုအများလောက်နဲ့ယန္နာခြင်းပါတယ်